ဖူမိုင်းကြီးနွားဆက်ဆန်းချုပ်နေတာဖြစ်ပါတယ်ဘလို့ရမှုမလဲဆိုတာတော့စုံတိဆောင်ကြည့်လိုက်ပါဒီဘက်ကပြီးနေပြီးချโอเคဒီနေ့ဒီအမျိုးတက်တာလေတော့လေအမေကနာမမြင်တော့ခဏမြင်ဒီစလေးအမြင်တိတ်မရှိဘူးနော်အဲ့ဒါလေးအရင်ဆုံးစမ်းခန်းလိုက်ပါလေကြည့်ရအောင်မြင်ထပ်တာပါပြီမအောင်မဟစ်ဖဲနဲ့ကြောင်ပြီးသားပါပြီခေါင်းစလေးဖြစ်သွားတတတော့ခေါင်းစလေးချုပ်တာဖြစ်ပါလေကြည့်ရလက်ရလေးဘယ်သူလို့ချင်လဲလို့ချင်တဲ့လူယူတော့မှန်းကြကြည့်ရလက်ရခေါင်းစလေးကိုလက်ဆောင်ပေးပါဖြစ်ပါလေလက်ကိုရမရစေနဲ့နော်ကြည့်ရနေလာဒါခြေတော့ကိုချောင်းပြပါမယ်ကမလေးတောင်းချောမလုံးနဲ့လာညနေဆိုလက်ပြကြောင်းပြီးတော့မလားမင်းက6ပတ်ဆက်နေလိုက်6ပတ်ဆက်နေတူတူဖြစ်နေလားတူပါလားမင်းကရဟုတ်ပြီလေဒါကျမတို့ရဲ့စက်ချုပ်ဆရာမရှိစက်ချုပ်ဆရာမလည်းနာမည်ရပါမလားကျမတို့ညပဲအောင်မြင်တော့ဆိုတာတော့ခဏပြေပါမဆက်ပြီးကြည့်ရှုလိုက်ပါလေလက်စမ်းနေပြမှာဖြစ်ပါတယ်မင်းနဲ့တမီးဒီမှာပါဒါလေးကဒီလိုထုတ်လိုက်မှရှိပါဒါလေးကိုလိုချင်တဲ့ကျွန်တော်ယူလို့မလိုက်ပါဒီမှာအရန်လုံးပါ limited edition နဲ့တစ်ခုတည်းသာထွက်တော့ကဘာကြော်မဲ့ဖြစ်ပါလေအဲ့တော့ဒီလို limited edition တွေမှာဒါလက်အိတ်ကျုပ်အိုးရဖေးပိတ်စာဖြတ်ဒါလေးလက်ပတ်ပါ